ကွန်ပျူတာတွေဖုန်းထင်ကြီးများလို့မျက်လုံးညောင်းကြတာအေးပြက်လို့မျက်လုံးနေရတာမျိုးတွေဖြစ်နေပြီလားဒါဆိုရင်တော့ဗီဒီယိုခုဆိုတဲ့မျက်စင်းလေးကိုစောင့်ထားသင့်ပါတယ်ဗီဒီယိုခုမျက်စင်းဟာမျက်လုံးညောင်းကြတာမျက်လုံးနေရတာနဲ့မျက်လုံးရားရနာတွေကိုယာယီတက်တာစေဖို့အဓိကထုတ်လုပ်ထားတဲ့ဆေးတစ်မျိုးပဲဖြစ်ပါတယ်ဒီဆေးမှာမန်တော်လိုမျိုးဓာတ်ပေါင်းတွေပါဝင်တာကြောင့်မျက်စိခက်လိုက်တဲ့အချိန်မှာလန်းဆန်းပြီးတော့အေးမြတဲ့ခံစားမှုကိုချက်ချင်းရရှိစေတာဖြစ်ပါတယ်ဒါကတော့မျက်စိညောင်းညောင်းမှုကိုခိတမေးပြောက်စေပြီးတော့တက်တာခံစားစေရတဲ့အာနိသင်ပဲဖြစ်ပါတယ်ဒါအပြင်ခရမ်းလွန်ရောင်ကြီးနဲ့အခြားသောရောင်ကြီးတွေကြောင့်ဖြစ်တဲ့မျက်လုံးကျက်သားနာတာအမြင်မုံသွားတာမျက်ဖွံရောင်ရမ်းတာနဲ့ရေကူးခံတွေမှာသုံးတဲ့ပုတ်သက်ဆေးတွေကြောင့်ရရှိတဲ့မျက်စိရောဂါတွေကိုလည်းသက်သာပြောက်ကင်းစေပါတယ်။ရက်ပြက်မှန်ကြောင့်ဖြစ်တဲ့မျက်လုံးတက်တာမဖြစ်ခြင်းအတွက်လည်းအသုံးပြုနိုင်ပါတယ်။ဘယ်လိုအသုံးပြုရမလဲဆိုရင်တော့တစ်ခါခက်လေး2စက္ကန့်ကနေ30တစ်နေ့လျင်9ချိန်ကနေ6ချိန်အထိခံနိုင်ပါတယ်။အဓိကသတိပြုရမှာကတော့ဆေးကိုအလွန်ကျွံအားကိုးပြီးတော့ရေရှည်သုံးစွဲတာကိုတော့ရှောင်ကျဉ်သင့်ပါတယ်။ရေတင်ရောဟာရှိရတဲ့သူတွေဟာဆရာဝန်ညွှန်ကြားချက်မပါဘဲလုံးဝမသုံးသင့်ပါဘူး။မျက်စိပြဿနာတွေမကြာခဏဖြစ်နေရင်ဒါမှမဟုတ်ပြင်းထန်နေရင်တော့မျက်စိဆရာဝန်ထံသွားရောက်ပြသပြီးတခြားကုသမှုခံယူသင့်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။